အားလုံးပဲမင်္ဂလာပါရှင်လေ့ကျင့်ခန်းနဲ့လုပ်ပြီးတော့ပြန်လာပြီးတော့စကင်ကဲပါမယ်ပထမဆုံးတိုနာလိမ့်နေဖို့ရှင်တိုနာကိုလိမ့်နေပြီးသွားလို့ရှိရင်တော့စီရန်လော်ရီရဲ့စီရန်ကိုလိမ့်ပါမယ်ရှင်ဒီဘူးသေးလေးကတော့လက်ဆောင်ရထားတာပါလော်ရီရဲ့စီရန်လေးပါရှင်လော်ရီရဲ့စီရန်လေးကတုံးလို့အရင်ကောင်းပါတယ်တင်းတိတ်ဒီမားတွေအတွက်လည်းအထူးအသင့်တော်ပါတယ်ပြီးရင်တော့ day cream လော်ရီရဲ့ day cream ကိုလိမ့်ပါမယ်လော်ရီရဲ့ day cream night cream စီရန်ဒီသုံးမျိုးစလုံးကိုလည်းသုံးပါတယ်ရှင်သူကတင်းတိတ်ဒီမားတွေအတွက်ပို့ပြီးတော့ကောင်းပါတယ်အားတော့တင်းတိုနာရဲ့စီရန်ရဲ့ဒီခရင်လိန်ထားတဲ့မျက်နှာချင်းတွေပါပြီးလို့ရှိရင်တော့ sun cream လိမ့်ပါမယ်ရှင်တနေ့တာမှာ sun cream ကိုမရှိမဖြစ်လိမ့်ရပါမယ်ရှင် sun cream ကိုနေ့တိုင်းလိမ့်ပေးဖို့လိုပါတယ်2နာရီကြာတစ်ခါ3နာရီကြာတစ်ခါလိမ့်ပေးဖို့လိုပါတယ်ရှင်ဒါတော့ sun cream လိမ့်ပြီးတဲ့ချင်းတွေပါပြီးရင်တော့နှခမ်း6တဲ့အတွက်ကြောင့်မလို့နှခမ်းနေကြီးလည်းပါဆိုးပါမယ်ရှင်နှခမ်းနေဆိုပြီးသွားရင်တော့မျက်ခုံးမွေးဆွဲပါမယ်မျက်ခုံးမွေးရမရှိတဲ့အတွက်ကြောင့်မလို့အရန်ပါတဲ့အတွက်ကြောင့်မလို့မျက်ခုံးမွေးလေးနည်းနည်းဆွဲပါမယ်မျက်ခုံးမွေးလေးဆွဲပြီးသွားရင်တော့ကျမရဲ့ဒီနေ့တာအလားပြင်ပြီးတာတော့ကျမရဲ့ဒီနေ့တာအလားပြင်ဆင်ခြင်းရပြီးဆုံးသွားပါပြီဒါတော့အကုန်လုံးပြီးသွားတဲ့အခါကျမရဲ့စကင်ကဲခြင်းအားလုံးပြီးသွားတဲ့အခါ